ဒီဗီဒီယိုလေးကတော့တကယ်ပြောရင်တော့ကျွန်တော်လုပ်ချင်နေတာကြာပြီပေါ့နော်ဒါပေမဲ့စဉ်းစားနေပေါ့ပြောရင်ကောင်းမလားမပြောရင်ကောင်းမလားပြောလိုက်ရင်ဘာလိုမျိုးဖြစ်သွားနိုင်မလဲပေါ့နော်ဘယ်သူမှတော့လည်းမရွေပါဘူးဒီဗီဒီယိုကတော့တကယ်တော့ဘာလဲဆိုတော့ကျွန်တော်ကောင်းစင်ပြောရမယ်ဆိုရင်တော့သွားစီကံ page တွေရှိရပေါ့နော်သွားစီကံ page တွေမှာဒါကတော့အပြင်လူတွေမြင်မှာဆိုရင်တော့သွားစီကံ page တွေမှာတင်ထားတဲ့ပုံတွေပေါ့ပုံတွေဗီဒီယိုတွေရှိမှာပေါ့နော်ဒီမီဒီယာတွေပေါ့နော်မီဒီယာတွေကတချို့ပုံတွေဓာတ်ပုံတွေဗီဒီယိုတွေကဒီစေကန်းလောက်ထားတဲ့ပုံတွေမဟုတ်ဘူးဒီစေကန်းလောက်ထားတဲ့ပုံတွေမဟုတ်ဘူးဆိုတော့ဘယ်ကပုံတွေလဲလို့မင်းနိုင်ငံခြားစေကန်းတွေကပြန်ပြီးသုံးထားတဲ့ reuse လုပ်ထားတဲ့ပုံတွေဖြစ်တယ်ပေါ့နော်အဲ့ဒါတွေမှာတန်းနေလေး edit လေးပြန်လုပ်တယ်နဲ့ filter လေးချိန်တယ် brightness တွေ contrast တွေနဲ့ပြောင်းပြီးတော့မှစေကန်း page တွေမှာတင်တာပေါ့နော်ဒီခါကျရင်တချို့ချိန်တွေဆို logo ကြီးကတန်းလိုင်းပါနေတာပြောတော့ဒီတခြားနိုင်ငံခြား clinic တွေရဲ့ logo တွေဒီဘယ်လိုပြောကျွန်တော်ရဲ့ watermark တွေပါနေတာမျိုးတွေတွေ့ရတယ်ပေါ့နော်အဲ့လိုဆိုတော့ဒါကောင်းလားလို့မင်းတော့ဒါလည်းကျွန်တော်ဒီတိုင်းပဲတွေးမိတွေ့ရပါတော့တွေးမိတွေ့ရဆက်မိဆက်ရစကားပြောတဲ့အနေနဲ့ပဲပြောတာပါတကယ်တော့လေဘယ်သူမှလို့ blame လို့တဲ့ post လည်းမဟုတ်ဘူးပေါ့နော်တကယ်တမ်းကျတော့ဗျာပြန်စဉ်းစားကြည့်ရင်ပေါ့အခုလိုမျိုးကျွန်တော်တို့ဒီဗီဒီယိုကြီးကshare လုပ်ထားတယ်သွားကိုရှေ့သွားယူ share စိုက်ထားတယ်ဟာလုံးဝ share ကြွနေအောင်လုပ်ထားတယ်အဲ့စီကန်းကိုသွားလိုက်တော့အဲ့လိုဗီဒီယိုထဲမှာ propose လုပ်ထားတဲ့လဲရမျိုးရနိုင်မလားလုံးဝ quality အိမ်မှာရှိတဲ့သုံးထားပစ္စည်းတိုင်းသုံးရမယ်အိမ်မှာရှိတဲ့ clinical setting အတိုင်းအကုန်လုပ်ထားရမယ်ထွက်လာတဲ့ result တွေလည်းအခုနရှေ့မှာပြထားတဲ့ဗီဒီယိုနဲ့လုံးဝအနည်းဆက်ဆုံးမတွေ့ရနော် at least ပေါ့ same level မှာတခုရှိရမယ်ဆိုရင်ဒါမေးခွန်းထုတ်စရာဖြစ်သွားပြီအဲ့ဒါ case scenario တခုပေါ့နော်အဲ့လိုနောက် scenario နောက်တစ်ခုကကြတော့အဲ့လိုမျိုးဗီဒီယိုတွေပုံတွေတက်ပုံတွေတင်ထားပြီးတော့ထွက်လာတဲ့ result ကစုပ်ပြတ်နေတာပဲဆိုရင်ဒါဒီကျွန်တော်တို့advertising ပေါ့ advertising 10 ရန်တော့တင်ခဲ့လို့လား10 ရန်မှာ9 ရန်မှာလား advertising ဆိုတာဒါလိမ်လည်လှည့်ဖျားမှုပဲဆိုတာကိုပို့ပြီးတော့အတည်ပြုပြီးသားဖြစ်သွားတာပေါ့နော်အဲ့ကြဒါဆိုလိမ်တယ်လို့မျိုးဒါဒီလှည့်စားတယ်လို့မျိုးတော့ဖြစ်သွားတယ်ဒါဒီ customer ပေါ်မှာဒါ client တွေပေါ့ကျွန်တော်တို့ patient တွေဆိုတာကျွန်တော် patient လို့သုံးတာထက်ဆိုင်အခုခေတ်မှာတော့ client လို့ပဲသုံးတာပေါ့နော် client တွေပေါ်မှာဒါကdistrust ပေါ့ trust မရှိတာမယူသားတာ transparency မရှိတာဖြစ်သွားပြီပါဆိုကိုပုံကိုမသုံးထားတဲ့ကိုပုံဆိုတာပေါ့ကိုကူတောက်ထားပြီးတော့ before and after ရိုက်ထားတဲ့ပုံမှာဟုတ်တဲ့ပုံပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ကျွန်တော်အဲ့ဒါကြောင့်အဲ့လိုဆိုတော့ဘလို့လောက်ရမလဲလို့မင်းရင်တော့တချို့စေကန်းတွေကတော့တကယ် clinic တော်တော်ချို့ high level clinic တွေအများကြီးရှိတယ်အဲ့ clinic တွေတော်တော်များများကဒီနိုင်ငံခြားပုံလုံးဝယူမသုံးနိုင်ငံခြားပုံလုံးဝယူမသုံးသူတို့ရဲ့စေကန်းမှာပဲတခြား lighting ကောင်းကောင်းနဲ့ phone camera ကောင်းကောင်းသို့မဟုတ် DSLR macro lens တွေနဲ့ပဲတခြားရိုက်တယ်ပေါ့နော်အဲ့လိုရိုက်ပြီးအဲ့လိုပဲတင်တယ်ပေါ့သူတို့အဲ့လိုဆိုတော့လာတဲ့လူနာတွေကိုလည်း same level of treatment သူတို့ပေးနိုင်တယ်သူတို့ treatment ရဲ့ transparency လည်းသူတို့အပြည့်ပေးနိုင်ထားတယ်ပေါ့နော်အဲ့လိုဆိုတော့ဒါကြောင့်မလို့ပေါ့ကျွန်တော်အမြင်အရဆိုရင်တော့စေကန်းပေါ့ဘယ်စေကန်းမှမဟုတ်ပါဘူးကျွန်တော်ဘယ်သူမှလည်းအမြင်တက်ပြီးဘယ်သူမှလည်းpersonally ပြောနေတာမဟုတ်ဒါကတော့ကျွန်တော်ပြောလိုက်လို့လည်းအများကြီးပြောင်းလဲသွားရင်လည်းစေကန်းတစ်ခန်းနှစ်ခန်းလောက်ကအဲ့ဒါလက်ခံသွားရဆိုတော့ကျွန်တော်ဒီဗီဒီယိုလောက်ရတာအကျိုးရှိရဗျာအဲ့လိုမျိုးဓာတ်ပုံတွေတင်မဲ့အစားကိုတိုင်းတကယ်ဓာတ်ပုံကောင်းကောင်းရိုက်ပြီးတင်လိုက်ခြင်းအဖြစ်လဲကိုရီရဲ့ဒီ society လည်းအများကြီးတိုးတက်တယ်ပြီးတော့လူနာတွေလည်းလှည့်စားသလိုမဖြစ်တော့ဘူးပေါ့နော်ကျွန်တော်အမြင်ကတော့အဲ့ဒါကြောင့်မလို့လဲကျွန်တော် mirror 2 page မှာတော့ကျွန်တော်ပုံနေအကုန်လုံးကိုအချိန်မီစစ်ကြည့်လို့ရပါတယ်ကျွန်တော်နိုင်ငံခြားကုသထားတဲ့ပုံတွေလုံးဝမြူသုံးထားအောင်လုံးဝမရှိဘူးမရှိကြည့်ကြည့်ပါကျွန်တော်ကြည့်ကြည့်ပါကျွန်တော်အရင်ကလည်းနည်းနည်းပပလုံးနိုင်တော့ကလည်းအဲ့လိုနည်းနည်းပပလုံးနိုင်တဲ့ပုံလေးကိုတင်တယ်အခုချိန်မှာများလုံးနိုင်လာတဲ့အချိန်မှာလည်းများလုံးနိုင်တဲ့အလျောက်ကိုလက်ရှိအရှိတိုင်းပဲကျွန်တော်တင်ထားတယ်ကိုဒီလောက် level အထိကိုလုံးနိုင်တယ်ဒီလောက်ထိ service treatment of service ကိုဒီ client တွေကိုပေးနိုင်တယ်ဆိုကိုပေးနိုင်တဲ့ service လောက်ထိကိုပဲကိုရိုက်ထားတယ်အဲ့လိုမျိုးတည်းမှာအာကာသရင်အမိုးပေါ်အထိရောက်သွားလောက်တဲ့အထိကိုကျွန်တော်မလို့ကိုမဟုတ်တဲ့ဟာကြီးကိုဟုတ်တယ်လို့မျိုးကျွန်တော်မဖန်တီးထားဘူးပေါ့ဒီစေကန်းရဲ့ brand image တခုပေါ့နော်
အဲ့ဒါလေကိုယ့်အတွက်နောက်ပိုင်းကိုယ့်ကိုပဲပြန်ထိခိုက်နိုင်တယ်ဒီလိုမျိုးဟို fake it till you make it mentality ကဟိုတကယ်တော့ဟိုမကောင်းဘူးပေါ့နော်တကယ်လက်တွေ့မှာじゃအနေရများရပေါ့ဟိုဟာဖြစ်တယ်ဆိုရင်လေဒါကြောင့်မလို့ဟိုဒါပြီးတော့ကျွန်တော် client ပေါ့လူတွေရဲ့ဟိုကျမ်းမာရေးနဲ့patient တွေ client တွေကျမ်းမာရေးနဲ့လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်ဟိုဒါ patient တွေကိုကိုယ်ကတကယ်ပေးနိုင်လားတကယ်လုပ်ပေးနိုင်လားတကယ်ပြောင်းလဲပေးနိုင်လားဒါမှမဟုတ်ဘယ်လိုမျိုး category တွေမှာရှိလဲအဲ့ဒါလေးကိုကိုယ်ကတေချာချပြပြီးတော့ကိုယ်အဲ့ဒါမှသာလင်second brand image လဲတက်မှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါလေးပါပဲအဲ့ဒါကြောင့်ဒါတော့ကျောင်းဆရာဝန်တွေအတွက်ပေါ့နော်ဒီပိုင်းပဲအဲ့ဒါကြောင့်မလို့လဲ patient တွေကိုclient တွေပေါ့ဒါကြောင့်မလို့အခုနားထောင်တဲ့ viewer တွေမှာဟို patient တွေ client တွေရှိရဆိုရင်လည်းတစ်ခါကျရင်အဲ့လိုမျိုး second ရဲ့အဲ့လိုမျိုး page မှာပေါ့တချို့ပုံတွေကတိတာတယ်ဟိုမိတ်ဆွေကြည့်အဲ့ပုံတွေကဒီနိုင်ငံမှာရေးထားတဲ့ပုံတွေမဟုတ်မှန်းတိတာတယ်ဟိုနိုင်ငံခြားသားရုပ်တွေဖြစ်နေတာမျိုးတို့ရုပ်တွေကဟိုမြန်မာနိုင်ငံရဲ့ဒီ vibe ကိုမရတာဟိုကျွန်တော်တို့အမြင်တော့ဟိုမိတ်ဆွေတို့ကြည့်တဲ့လူတွေကကြည့်ရင်သိမှာပါကျွန်တော်တို့ဘယ်လိုပြောမလဲအဲ့လို vibe ကိုမရဘူးအဲ့ဒါကြီးအဲ့လိုဆိုတွေးပြီဆိုရင်ဒါဒီ it's not from our country ကွာသိလားအဲ့နိုင်ငံခြားဗီဒီယိုတွေကကြရင်သူတို့ Instagram တို့တချို့သူတို့ရဲ့ဒီ social media တွေကနေသူတို့နိုင်ငံခြား page တွေကနေသူတို့က direct download လုပ်ထားပြီးတော့နည်းနည်းလေးဟိုedit လုပ်ထားတဲ့ဟာတွေများတယ်ပေါ့နော်အဲ့ဒါအကြောင်းမလို့ပါအဲ့လိုမျိုးဆိုရင်တော့နည်းနည်းလေးအဲ့လို second ဆိုရင်တော့နည်းနည်းသတိထားပြီးတော့ကိုပို့ပြီးတော့ဟို check လုပ်ပြီးတော့ကိုကပြပေါ့နော်ကိုပါဆိုကိုရဲ့သွားချက်မရေးနဲ့ကိုက launch ထပ်ပြီးကုနေရတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒါလေးတစ်ချက်ကျွန်တော်ကဒီတိုင်းဘုဟုတုဒအနေနဲ့လာပြတော့ဖြစ်ပါတယ်ဒီဗီဒီယိုကတော့ဘယ်သူမှအဲ့လိုမျိုး emphasize လုပ်ထားတဲ့ဗီဒီယိုလည်းမဟုတ်တဲ့အတွက်ကြောင့်အဲ့လိုဆိုတော့ဘယ်သူမှno hard feelings ပေါ့နော်ဘယ်သူနဲ့မှမဆိုင်ဘူးပေါ့နော်အဲ့ဒါလေးတစ်ချက်ရှင်းပြတာပါအဲ့လိုဆိုတော့ဟိုတခြားပြောချင်တဲ့ဟာရှင်းလဲ comment မှာပြောလို့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်